မနဲ့ကျွန်တော်နဲ့ကြားမှာဘာကြိုးမှချီနှောင်မထားပါဘူးဒါပေမဲ့မထားရနေစီရသွားလေပင်ကျိုးကွင်းဆွတ်ထားတယ်လို့ပါပဲမမြင်ရတဲ့ကျိုးတွေကရုံထွက်ဖို့ပိုခက်တယ်မရဲ့ နောက်တော့လေကိုဦးနဲ့လိုက်မယ်ဆိုထလေကွာနောက်ကျနေပြီဟာလေးတမမနဲ့မနိုးနဲ့အော်ရှင်းတယ်နော်ရှင်းပြီလားမရှိရင်နောက်တစ်ခါထပ်ပြောပြအောင်မလားဟာချီပြီးရချိုးကအခုပေါ့ဟုတ်ကဲ့ငါတို့ရဘူးနဘူးမာတာအခုချိန်နေတယ်လားမချအောင်တော့အေးတော်တော်ကြာနေပြီမေ့သွားလားမသိဘူးငါတို့မှာတော့ကိုနည်းနည်းပါးပါးခေါ်ကြည့်ပါဦးဟာအေးခေါ်မလို့ဟာစပွဲတို့နဲ့အကြည့်ချင်းကိုမစုံဘူးဖြစ်နေတာစိတ်မရှိတော့ကွာတခြားဆိုင်တော့မလားနေပါဦးဟာမင်းကလည်းတကွေးကွေးတော့အကြည့်ချင်းစုံမှာပေါ့ဟာအကြည့်ချင်းစုံတာစောင့်နေအောင်ရေးစားထားတာမဟုတ်ဘူးအေးလာတောက်တာကွာကိုဗျာမင်းငါတို့ channel ဘာလာလောက်တာလဲလို့ဖြေဒီကွာဟမ်ဘာလာလောက်တာလဲလို့ရိုက်မယ်ပါဇက်ကိုကြဲဟာတာဟာအခုမြင်တွေ့နေရတာတော့နေ့စဉ်နေ့တိုင်းယထာကိုဒီနေရာလေးမှာလာမျိုးနေကြတဲ့ခီးသွားဧည့်သည်တွေပဲဖြစ်ပါတယ်တချို့ကြလည်းတယောက်ချင်းလာမျိုးကြတာရှိတယ်လို့သမီးစားဇုံတွဲတွေလာမျိုးကြတာလည်းရှိတယ်